အားလုံးပဲမင်္ဂလာပါ Adobe Village page မှာပြန်လဲကြိုဆိုပါရစေကျွန်တော်ကတော့ရေသူအောင်ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့ဗာသင်ပေးမှလဲဆိုတော့ဒါကျွန်တော်အခုဖွင့်ထားတဲ့အတိုင်းပါပေါ့နော်ကျွန်တော်ဒါဒီနေ့အလှည့်ကျတာတော့ဒါ Snapseed ပဲဖြစ်ပါတယ်အဲ့တော့ Snapseed ဒီ mobile photo editing application တစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီဖုန်းနဲ့ဓာတ်ပုံတွေကိုပြင်လို့ရတဲ့ application တစ်ခုဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒါကျွန်တော်ရဲ့ page မှာပေါ့နော်ကျွန်တော်သင်ခဲ့ပူးတဲ့ဗီဒီယိုတွေကိုကြည့်ပြတဲ့သူတွေလည်းရှင်းရှိနေမယ်ကျွန်တော်ဒီဒါ Snapseed နဲ့ပတ်သက်ပြီးတော့ tools တွေကိုဒါသင်ပေးခဲ့ပူးတယ်ပေါ့နော်အဲ့တော့ဒီကောင်ကြီးသူ့ရဲ့ asset လို့ပြောလို့ရတယ်ဒီနေ့ကျွန်တော်ဘာသင်ပေးမှလဲဆိုလို့ရှိရင်ဒါကျွန်တော် tools တွေကပဲပေါ့နော်ဒီ tools တွေကမှကျွန်တော်ဒါ lens play ဆိုတဲ့ tools ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ lens play ဒီဘယ်နားမှာရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီ portrait head pose ပေါ့နော်သူ့ရဲ့ညာဘက်မှာရှိပါတယ်ဒီကောင်လေးပါဟုတ်ပြီနော်အဲ့တော့ lens play ကိုကျွန်တော်အရင်ဆုံးမသင်ပေးသေးခင်ပေါ့နော်သူကဘာလဲသူ့ကိုကျွန်တော်ဘယ်နေရာမှာမြင်ခဲ့ဘူးလဲပေါ့နော်လူကြီးမျိုးတငယ်ချင်းတို့တွေမှာကျွန်တော်ပြန်မေးမယ်နောက်တစ်ခုကဘာဖြစ်လို့သူ့ကိုအသုံးပြုကြရတယ်ပေါ့နော်အသုံးပြုရတဲ့သူများလာပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးမေးခွန်းကိုကျွန်တော်အရင်ဆုံးဖြေပေးမယ်ပေါ့နော်သူ့ကိုကျွန်တော်အသုံးပြုရတဲ့သူများလာဆိုများတယ်ဘာဖြစ်လို့များရလဲဆိုလို့ရှိရင်ဒါကျွန်တော်မျက်စိရနေပြီးတော့ focus လုပ်လို့ကောင်းတဲ့ပုံတွေကို creation လုပ်ပေးနိုင်လို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ 50mm f1.8 နဲ့ရိုက်တဲ့ရှေ့ကြီးနောက်ဝပုံတွေပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်ထားလိုက်တော့ဒီလိုမျိုးပုံတွေမှာလိုပဲကျွန်တော် lens တွေမရှိဘဲနဲ့ mobile နဲ့ရိုက်တဲ့ပုံတစ်ပုံကိုဒီ lens play ဆိုရဲ tools တွေကိုယူသုံးပြီးတော့အလွယ်တကူပဲဖန်တီးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် Lightroom ထဲမှာလည်းရှိတယ်ကျွန်တော်ပြမယ်နော် Lightroom ထဲကိုကျွန်တော်ဝင်မယ်ဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်ဒီမှာပေါ့နော်ဒီ file ပုံပဲကျွန်တော်ဝင်လိုက်ပါတော့အဲ့လိုမျိုးကျွန်တော်ဝင်လို့ရှိရင်ကျွန်တော်ဒီမှာ selected ထဲမှာအပေါ်ကဘယ်ဘက်တောင်းကအပေါင်း icon တွေကိုနှိပ်လိုက်ပြီးဆိုတာ ਨੇ အလဲမှာကျွန်တော်ဒီမှာ radial 2 ရှိတယ်ဒီကောင်ဒီကျွန်တော် lens play ပဲဟုတ်ပြီနော်ကျွန်တော်နောက်တစ်ခုဖြစ်တယ်ဒီညာဘက်ဆုံးမှာရှိတဲ့ကောင်ချောင်း lens play 2ဖြစ်တယ်ပေါ့နော်သူလည်း lens play 2တခုအဲ့တော့ဒီကောင်ချောင်းတို့ကျွန်တော်ဒီ graduated fader ဒါမှမဟုတ်ကျွန်တော် gradient fader လို့ခေါ်တယ်ကျွန်တော်ပထမရှေ့မှာပြခဲ့တဲ့အဝိုင်းလေးကြတော့ဒါ radial fader လို့ခေါ်တယ်ဒီကောင်နှစ်ခုဒီဒါကျွန်တော်အခုသင်ပေးမယ် Snapseed တွေက lens play နဲ့အတူတူပါပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော် Lightroom ထဲမှာပြခဲ့တဲ့ပေါ့ဒီအဝိုင်းကိုကျွန်တော်တို့က radial fader လို့ခေါ်မယ်ဒီနောက်တစ်ခုကကြတော့ဒါ gradient fader ဒါမှမဟုတ်ကျွန်တော် graduated fader လို့ခေါ်တယ်ဒီ Lightroom ထဲမှာလည်းဒီလိုပုံစံမျိုးအနေနဲ့ကျွန်တော်ရှိတယ်ဒါ Lightroom ဆိုတာကျွန်တော်ပြောတာ mobile မှာသုံးတဲ့ application ရောကျွန်တော်တို့ဒါ computer မှာသုံးတဲ့ software မှာရော Lightroom CC မှာရောအတူတူပဲပေါ့နော် okay အဲ့တော့ကျွန်တော်အခုဘာကိုနှိပ်ပြီးပြောင်းလိုက်တာလဲဆိုလို့ရှိရင်ဒီဘယ်ဘက်အောက်မှာရှိနေတဲ့ဒီကောင်လေးကိုနှိပ်ပြီးတော့ဒီ icon လေးကိုနှိပ်ပြီးတော့ radial fader နဲ့ graduated fader ဒါမှမဟုတ် gradient fader ကိုဒါကျွန်တော်ပြောင်းနေရပါတော့ဟုတ်ပြီအဲ့တော့ကျွန်တော်စပြီးရှင်းအောင်နော်ဒီကောင်လေးကိုကျွန်တော်တို့ကဒီ gradient fader မှာအရင်ဆုံးပြမယ်နော်လက်နှစ်ဖက်နဲ့ထောက်ပြီးတော့သူ့ကိုကျွန်တော်တို့ကအကြီးသေးဆွဲလို့ရတယ်အဲ့လိုမျိုးကျွန်တော်အကြီးသေးဆွဲတဲ့ချိန်မှာဒါဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်သူ့ရဲ့အပေါ်ဆုံးကဘောင်နဲ့အောက်ဆုံးကဘောင်အရွယ်စားပြီးသေးသွားတယ်ဒါပေမဲ့လူကြီးမင်းတို့တကယ်ကျွန်တော်သတိထားမိလားမသိဘူးနော်အတွင်းပိုင်းနဲ့အပြင်ပိုင်းနဲ့သေးသွားတယ်သူ့ရဲ့ဒီအပေါ်ကမြင်းနှစ်ခုချာကျွန်တော်ပြောချင်တာဒီပေါ် line နဲ့ဒီဒုတိယ line ဒီအကွာအဝေးမပြောင်းလဲဘူးအဲ့လိုပဲကျွန်တော်လက်နှစ်ဖက်နဲ့ရွှေ့ရချိန်မှာလည်းဒီကျွန်တော်တို့ရဲ့တတိယ line နဲ့ဒီအောက်ဆုံးက line ဒီလည်းမပြောင်းလဲဘူးမျက်စိကကျွန်တော်မြင်အောင်ပြောမယ်ဆိုလို့ရှိရင်ဒီအပေါ် line ကိုကျွန်တော်နံပါတ်1ထားလိုက်မယ်နံပါတ်2ဒုတိယ line ကိုနံပါတ်2ထားလိုက်မယ်တတိယ line ကိုနံပါတ်3ထားလိုက်မယ်စတုတ္ထ line ကိုကျွန်တော်နံပါတ်4ထားလိုက်မယ်အဲ့လိုကိုကျွန်တော်လက်နှစ်ဖက်နဲ့ရွှေ့နေချိန်မှာဒုတိယ line နဲ့တတိယ line ခြားရဲက area ပဲပြောင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီ graduated fader gradient fader အရွယ်အစားကိုအကြီးအသေးလုပ်လို့ရတယ်ဒါကျွန်တော်လက်နှစ်ဖက်နဲ့လုပ်နေရနော်ဟုတ်ပြီနော်လက်နှစ်ဖက်နဲ့ဒီ site ကိုအကြီးသေးလုပ်နေရတကယ်လို့ကျွန်တော်ကလက်တစ်ဖက်တည်းနဲ့ကစားမယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်အလဲမှာရှိနေတဲ့ဒီ icon လေးတွေကအရာလေးတွေကိုဒီ adjustment လေးတွေကိုအလွယ်တကူပဲကြောက်သွားလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီဒုတိယနဲ့က icon ထဲမှာလည်းဝင်ပြီးတော့ဒီ option လေးတွေကိုပေါ့နော်ဒီရွှေ့လို့ရတယ် blend strand အခုကျွန်တော်ဖော်ထားတဲ့ transition beginner strand တွေကိုကျွန်တော်ကယူသုံးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီညာဘက်အစုံလုံးမှာပေါ်နေတယ်ဒီ gradient fader ကိုဝင်နေတုံးပဲကျွန်တော်ကလက်နှစ်ဖက်နဲ့မဟုတ်ဘဲနဲ့လက်တစ်ဖက်တည်းနဲ့လည်းဒီ option လေးတွေဒီ slider bar လေးတွေကိုတစ်ခါရေးသွားလို့ရတယ်ဟုတ်ပြီနော်ဒါအမြန်သွားတဲ့ trick ပေါ့နော်တကယ်လို့ကဒီမှာတစင်ချင်းစီသွားနေမယ်အလဲကိုသွားပြီးတော့မှပြောင်းနေမယ်ဆိုလည်းရတယ်ဒါပေမဲ့ပို့ချတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဘယ်ဘက်မှာပဲတခါလေအသုံးပြုမယ်လက်နှစ်ဖက်နဲ့ထောက်တာဒီကျွန်တော်တို့ရဲ့ fader ဆို radial fader လည်းဖြစ်နိုင်တယ် gradient fader လည်းဖြစ်နိုင်တယ်
ဟုတ်ပြီနော်အဲ့တော့ဒီ fader အရွယ်အစားကိုကျွန်တော်တို့ကလက်နှစ်ဖက်နဲ့ထောက်ပြီးတော့အကြီးသေးလုပ်လို့ရတယ်တစ်ဖက်တည်းထောက်တဲ့ချိန်မှာကြာတော့ကျွန်တော်တို့ခုပါပုံလဲ blade strand transition vignette strand ဆိုရဲကစားလို့ရရဲ့ adjustment လေးတွေကိုအလွယ်တကူပဲခေါ်သုံးလို့ရမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာ gradient fader ကိုပြန်သွားလိုက်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီလက်တစ်ဖက်နဲ့ထောက်လိုက်တဲ့အချိန်မှာဒီမှာကျွန်တော် blade strand ပေါ့နော်အရင်ဆုံးကျွန်တော်တို့ကညာဘက်ကို100%ဖြစ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံကအခုလိုပဲလူချင်းတို့မျက်စိရဲ့မြင်ပါပေါ့နော်ဒါဆိုလို့ရှိရင်0 3ညပါနော်အပေါ်မှာတန်ဖိုးလေးကိုကြည့်ပြီပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ blade strand ဘယ်လောက်ထိရောက်သွားမလဲ100%ထိရောက်သွားတယ်အဲ့တော့သူ့ကိုကျွန်တော်အဆုံးစွန်ကြီးတိုးပေးလိုက်ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ gradient fader နဲ့အုပ်ထားတဲ့အဖက်ဒီ100%ဖြစ်ဘလဲသွားမှာပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကအကြီးသေးဆွဲပေးတာဒါအထဲထဲကအရွယ်စားကိုကြီးမှသိမှာဒါပေမဲ့ကျွန်တော်တို့လက်တစ်ဖက်နဲ့ထောက်ပြီးတော့ဒီ transition ဆိုတဲ့အရာလေးကိုကစားတာကြတော့ကျွန်တော်ဒီဘာဖြစ်လို့ line 1 line 2 line 3 line 4ဆိုပြီးတော့ရှင်းပြနေရလဲဆိုလို့ရှိရင်ဒီ transition နဲ့ကျွန်တော်တို့ဒီကွဲပြပြသိအောင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ transition နဲ့ဝင်ပြီးတော့သူ့ကျွန်တော်ညာဘက်ကိုတိုးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပထမ line 1ဆိုတဲ့အပေါ်ဆုံးက line နဲ့အောက်ဆုံးကနံပါတ်4ဆိုတဲ့မြင်းချောင်းဒီပဲဒါအပြောင်းလဲဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီနော်တကယ်လို့ကျွန်တော်တို့ကဒီ transition ကို0ဖြစ်ထားလိုက်မယ်ဆိုလို့ရှိရင်ဘာမှကြားခတ်နေတစ်ခုဖြစ်ရှိတော့မှာမဟုတ်ဘူးမြင်းချောင်းနှစ်ချောင်းအဖြစ်အခုလိုမြင်ရမှာဖြစ်ပါတယ်ဒါကဘာသဘောလဲဟုတ်ပြီကျွန်တော်တို့ဒီမှာလက်နှစ်ဖက်နဲ့ထောက်တာကြတော့ဒီကောင်းကိုကျွန်တော်တို့ကအကြီးသေးဆွဲတာဒါပေမဲ့ကျွန်တော်အခု transition ကိုကစားရကြတော့အပေါ်ဆုံးမြင်းချောင်းနဲ့အောက်ဆုံးမြင်းချောင်းကိုပဲအပြောင်းလဲဖြစ်နေတာဟုတ်ပြီအဲ့တော့ဒီ transition ဆိုတာဘာလဲပေါ့နော်ကျွန်တော်စဉ်းစားကြလို့လာပြီဒါပေမဲ့ဘာမှခက်ခဲမရှိဘူးဒီ transition ဆိုတဲ့သဘောဒီကျွန်တော်တို့အဖက်တက်ရောက်ထားတဲ့နေရာနဲ့အဖက်မတက်ရောက်ရသေးတဲ့နေရာကြားတွေကဒီကျွန်တော် blend မဲ့ area ကိုဘယ်လောက်ထိကျွန်တော်တို့ smooth ဖြစ်မှာလဲပြပြလေးလုံးမှာလဲဆိုတာကိုသတ်မှတ်ပေးနေခြင်းဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီမှာ transition ကိုကြီးကြီးလေးထားလိုက်မယ်လို့ထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနံပါတ်3မြင်းချောင်းနဲ့ဟုတ်ပြီနော်ဒီကောင်နဲ့နံပါတ်4မြင်းချောင်းကြားတဲ့ area ဒီပို့ပြီးတော့ကျယ်သွားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်တော့သူ့ကိုကျွန်တော်က feather တန်ဖိုးလေးပြပြလေးဖြစ်သွားတာကိုအခုလိုတွေ့ရလိမ့်မယ်တကယ်လို့မဟုတ်ဘူးကျွန်တော်တို့ကဒီမှာ30ဖြစ်ဖြစ်ဒီနားလေးပတ်ဝန်းကျင်ဖြစ်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ feather တန်ဖိုးကြီးဒီ hardness ပြင်းပြင်းနေပေါ့နော် hash ဖြစ်နေတဲ့ပုံစံမျိုးကျဉ်းကျဉ်းတန်းဖြစ်နေတဲ့ပုံစံမျိုးဒါဖြစ်နေလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်လူကြီးမျိုးတို့တကယ်လို့ transition ရဲ့သဘောတရားကိုနားလည်မယ်နဲ့တူတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီ transition ကိုဒီမှာကျွန်တော်တို့ဒီ80ဖြစ်ပြန်ထားလိုက်မယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာထပ်ပြီးတော့လက်တစ်ဖက်နဲ့ထောက်ပြီးတော့ထပ်ဆွဲမယ်ဆိုလို့ရှိရင်အခုကျွန်တော် vignette strand ပေါ့နော် vignette strand နဲ့ဝင်မယ်သူကကြောက်ဘာလဲဆိုလို့ရှိရင်ဒါဘာမှမခတ်ဘူးသူဒီဘာမှလှည့်စားတာတခုမှမရှိဘူးသူ့ကိုကျွန်တော်တို့ကညာဘက်ကိုတိုးပေးလိုက်မယ်ဆိုလို့ရှိရင်အခုလိုကျွန်တော်တို့အမဲရောင်ပုံစံနဲ့ဘေးနားမှာ vignette ထဲတဲ့အဖက်မျိုးလေးတွေကိုမြင်ရမယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီဘယ်ဘက်ကိုတိုးပေးမယ်ဆိုလို့ရှိရင်လုံးဝအဖြူရောင် vignette ပုံစံလေးတွေကိုမြင်ရမယ်ဟုတ်ပြီနော်အဖြူရောင်ဆိုတာထက်ကျွန်တော်တို့ဒီ vignette မထည့်တဲ့မူရင်းပုံစံအခြေအနေကိုဆိုလိုခြင်းဖြစ်ပါတယ်โอเคเนาะဒါဆိုလို့ချင်းလူချင်းမလို့တကယ်ချင်းတို့လက်တစ်ဖက်နဲ့ထောက်ပြီးတော့ဒီကျွန်တော် adjustment 3ခုကိုလည်းနားလည်ပါမယ်ရွှေ့လို့ရတယ်တန်ဖိုး3ခုကိုလည်းနားလည်ပါမယ်နောက်တစ်ခုကကျွန်တော်ဒီမှာ radial fader နဲ့ gradient fader ကိုလည်းနားလည်ပါလိမ့်မယ်โอเคအဲ့တော့ကျွန်တော်ကဒီမှာ gradient fader ကိုပဲအကြီးသေးလုပ်ပြရတယ်ဟုတ်ပြီเนาะ radial fader ကို size ကြီးသေးလုပ်လို့မရဘူးလားဆိုရတယ်ကျွန်တော်ဒီမှာပြောင်းလိုက်မယ်เนาะဘယ်ပဲ out down အရာနဲ့ကျွန်တော်ပြောင်းလိုက်မယ်ပြောင်းပြီးရင်သူ့ကိုကျွန်တော်ကဒီမှာလက်နှစ်ဖက်ထောက်ပြီးတော့အကြီးသေးလုပ်လို့ရတယ်ဒါလူကြီးမျိုးတို့တကယ်မျိုးသဘောပေါက်မှလည်းတွေ့ဒီကလို့ကိုကလှည့်ကျင်နေဆိုလို့ရှိရင်လည်းဒီမှာလှည့်ပေးလိုက်ပေါ့ဒါပေမဲ့ကျွန်တော်ဒီ radial fader မှာကြာတော့ဗောနော်ကျွန်တော်ဒီလိုမျိုးလှည့်ပေးပြီးရဲ့ချိန်မှာ lens ကိုဘလဲလုတ်လိုက်တဲ့နေရာတွေကများနေပါတော့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဘာကိုပြောင်းပေးဖို့လိုလဲ transition ကိုပြောင်းပေးဖို့လိုပါပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ transition ကိုပြောင်းပေးဖို့လိုရယ်ပြီးရင်ကျွန်တော်ဒီမှာ blade strand ကိုလည်းနည်းနည်းလေး short ပေးဖို့လိုရယ်ပြီးရင်ကျွန်တော်အလဲက side ကလေးကိုနည်းနည်းလောက်လေးထပ်ကြည့်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပုံဒီကြည့်လို့ကောင်းသွားပြီပေါ့နော်အဲ့တော့တကယ်လို့ကိုကဒီလိုမျိုးပဲအလဲစန်တာအလဲတဲတဲမှာပဲရှိနေမှာလားဒါမှမဟုတ်ကျွန်တော်တို့ဒီတခြားနေရာကိုပြောင်းလို့မရဘူးလားဆိုလို့ရှိရင်ရတယ်ကျွန်တော်တို့ဒီမှာ radial fader အလဲအမှတ်ကလေးကိုနှိပ်ပြီးတော့ကြိုက်တဲ့နေရာကိုပြောင်းလို့ရတယ်သူ့ကိုကျွန်တော်ဒီလိုမျိုးလက်နှစ်ဖက်နဲ့ side ကြီးသေးအရွယ်စားကြီးသေးကစားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် gradient fader ကိုပြောင်းပြီးတော့လေဒီလိုမျိုးကျွန်တော်တို့ side ကြီးသေးပေါ့နော်လက်နှစ်ဖက်နဲ့ရွှေ့ပြီးတော့ကစားလို့ရတယ် okay ပြီးရင်ကျွန်တော်ဒီမှာလှည့်မယ်ဆိုတော့လှည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့နေရာကိုပြောင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့ point လေးကိုထောက်ပြီးတော့အခုလိုမျိုးအလွယ်တကူပြောင်းလို့ရတယ်ဟုတ်ပြီနော်ဒါသူ့ရဲ့အသုံးပြုလို့ရတဲ့အရာတွေပေါ့နော်လက်နှစ်ဖက်နဲ့လက်တစ်ဖက်နဲ့ကွာတယ်လက်နှစ်ဖက်ထောက်တာကြတော့သူ့ရဲ့အရွယ်စားအကြီးသေးလောက်တာလက်တစ်ဖက်တည်းအခုလိုကျွန်တော်ထောက်လိုက်တာကြတော့သူ့ရဲ့ဒီအလဲကဒီကောင်လေးတွေကိုကျွန်တော်အလွယ်တကူယူသုံးတာ
လိုမှမဟုတ်ဘဲနဲ့လူချင်းမင်းကလက်နှစ်ဖက်ထောက်တာနဲ့လက်တစ်ဖက်ထောက်တာနဲ့မကွဲပြားဘူးဆိုလို့ရှိရင်လည်းအလယ်ကဒီနေရာလေး icon လေးကိုနှိပ်ပြီးတော့တွားလို့ရတယ်ဒါပေမဲ့နည်းနည်းတော့ကြာမှာပေါ့နော်โอเคအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီဘက်ညာဘက်အစွန်ဆုံးကဘာလဲဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကရှင်းပြဖို့အတွက်ဒီကောင်ကိုကျွန်တော်တို့က blast strand ကိုတိုးပေးထားဖို့လိုလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောတာမရှင်းသေးဘူးပေါ့နော်ညာဘက်ကိုကျွန်တော်သွားလိုက်မယ်ဘာဖြစ်လို့ကျွန်တော် blast strand ကိုတိုးပေးပြီးတော့မှဒီညာဘက်အစွန်ဆုံးကဒီနေရာလေးပေါ့နော် icon လေးကိုလာရလဲဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုတက်ရောက်လိုက်တဲ့ချိန်မှာဘာလဲဆိုတာမြင်ရဖို့အတွက်ပါခုဆိုလို့ရှိရင်ကျွန်တော်ဒီနံပါတ်10ကိုတက်ရောက်လိုက်တယ်လူကြီးမင်းတို့တကယ်ကျွန်တော်ဘလို့မြင်တယ်ပေါ့နော်ဒီမှာကျွန်တော်အောက်မှာတရွက်ပုံလေးတွေနဲ့ဗလဲထားတဲ့အချိန်လေးမှာဖွာထွက်သွားတဲ့ပုံစံမျိုးလေးကိုကျွန်တော်အခုလိုမြင်ရမှာဖြစ်တယ်အဲ့တော့နံပါတ်10ဒါမြင်မှနဲ့တူပါနော်ဒီအောက်နားလေးတွေမှာပေါ်နေလိမ့်မယ်ဟုတ်ပြီနော်โอเคဒီမှာဆိုလို့ရှိရင်တစ်ခုချင်းစီကျွန်တော်ပေါ်နေလိမ့်မယ်အဲ့တော့ကိုကဗလဲပြီးသွားပြီဒါမှမဟုတ်ဗလဲထားတဲ့ area နေရာမှာပေါ့နော်ကိုကဘယ်လိုမျိုးအဖက်မျိုးလေးထက်လို့ခြင်းသေးရလဲကျွန်တော်ဒီထဲမှာအရန်မိုက်တယ်ပေါ့နော်လာပြီးတော့အလွယ်တကူထည့်လို့ရပါတယ်ဒါကကျွန်တော် Snapseed ဒီအရန် powerful ဖြစ်တယ်ပေါ့နော်ကမ္ဘာပေါ်မှာဒီ mobile နဲ့အသုံးပြုရတဲ့မှာ iPhone user တွေရောကျွန်တော် Android phone user တွေရောဒါအသုံးပြုတဲ့သူများတဲ့ mobile photo editing application တခုဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့လဲသူဒီမှာကြည့်အောင်အခုဆိုလို့ချင်းဒီမှာဆိုလို့ချင်းဒီ effect လေးတွေကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်ဘလဲပြီးရဲ့အချိန်မှာတော့မှ Lightroom နဲ့မတူဘဲနဲ့ထပ်ပြီးတော့လှအောင်လို့ကျွန်တော်တို့ creation တွေကိုလွယ်ကူပဲထည့်လို့ရပါတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာဒီပုံလေးကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဗလဲထားတဲ့ဟာတိတ်တော့မသေးတော့ဘူးပေါ့နော်ဒါထားလိုက်တော့အခုကျွန်တော်တို့ before နဲ့ after ကိုအခုလိုကျွန်တော်တို့ကြည့်လိုက်အောင်ဟုတ်ပြီအဲ့တော့ဒီနေ့ knowledge sharing video လေးကဒီလောက်ပါပဲဒီ video လေးမှာကျွန်တော်ဘာကိုပြောခဲ့လဲဆိုတော့နည်းနည်းလောက်လေး recap ပြန်လုပ်ကြည့်အောင်နော်ကျွန်တော်ဒီ lens play ကိုဘာကြောင့်အသုံးပြုရလဲကျွန်တော်မျက်စိကိုဆွဲဆောင်ဖို့အတွက်အသုံးပြုတယ်သူ့ကိုကျွန်တော်အသုံးပြုတဲ့သူများတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအပြင်မှာပေါ့နော် portrait lens တွေလိုပဲဒီကျွန်တော် mobile နဲ့ရိုက်ခဲ့တဲ့ပုံတစ်ပုံကိုနောက်ကနေပြီးတော့ရှေ့ကြည့်နောက်ဝပုံစံမျိုးလေးတွေပေါ့နော်ဗလဲထားတဲ့ပုံစံမျိုးလေးတွေကိုထည့်လို့ရတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ lens play ကိုအသုံးပြုတယ်ဒါပေမဲ့lens ကပုံစံနဲ့တော့ကျွန်တော်တို့ဒီတူချင်မှတူမှာပေါ့နော်အနည်းဆက်ဆုံးဖြစ်အောင်လို့ကျွန်တော်တို့ပြင်လို့ရတယ်တကယ်လို့မှလူချင်းမင်းတို့ကဒီမှာကျွန်တော်မိတ်ကြံခဲ့တဲ့အရာပေါ့နော်အောက်ကဒီနေရာလေးကိုဗလဲမဖြစ်စေချင်ဘူးဆိုလို့ရှိရင်ဘာကိုတုံးလို့ရတော့ကျွန်တော် view editor ကိုလာလို့ရမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော် lens play တွေကိုဝင်ပြီးတော့ဒီမှာကျွန်တော်တို့ effect ကိုတက်ရောက်ပြီးမှ lens play 0နဲ့ဒီရောက်မှကျွန်တော်တို့ပြန်ချေပေးပြီးတော့လည်း effect ကိုဖြောက်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကိုကြိုက်တဲ့နေရာကိုဗလဲခွင့်ရှိသဘောပေါက်မှနဲ့တူရနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ lens play ကိုအသုံးပြုတဲ့သူများတယ်ကိုကြိုက်တဲ့လိုမျိုးအသုံးပြုလို့ရတယ်သူ့ကျွန်တော်တို့ဝင်သုံးတဲ့ချိန်မှာဘာရှိတော့ကျွန်တော်တို့ဒီမှာ radial filter နဲ့ gradient filter ရှိမယ်ဒီနေရာမှာကျွန်တော်လှည့်စားထားတဲ့ trick လေးတွေပေါ့နော်နည်းနည်း editing scale ကိုပို့ပြီးတော့ညံစေမဲ့ professional sense စေမဲ့အရာလေးတွေရှိတယ်ဒီကောင်းပါလဲဆိုလို့ရှိရင်လက်နှစ်ဖက်ထောက်ပြီးတော့အကြီးသေးလုပ်လို့ရတယ်အဲ့လိုမျိုးလက်နှစ်ဖက်ထောက်နေတဲ့အချိန်မှာတစ်ဖက်တည်းထောက်မယ်ဆိုလို့ရှိရင်ဒီအလဲက icon လေးထဲမှာရွှေ့လို့ရတဲ့ blast strand transition vignette strand တွေကိုရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော် transition ဒီဘာကိုပြောရလဲဆိုလို့ရှိရင် effect တက်ရောက်ထားတဲ့နေရာနဲ့ effect မတက်ရောက်ရတဲ့ဂျားတွေကနေရာတစ်ခုကိုအဲ့ effect ဂျားတွေကဂျားကန်နယ်တစ်ခုကိုပေါ့နော်တတ်မှတ်ပြီးတော့ effect ကိုကျွန်တော်က smooth ဖြစ်အောင်ပြပြလေးဖြစ်အောင်လုပ်လို့ရတာကိုဒါ transition များပြီးတော့လုပ်လို့ရတယ် transition နည်းမဲ့ဆိုလို့ရှိရင် effect တက်ရောက်ထားတဲ့နေရာနဲ့ effect မတက်ရောက်ရတဲ့ဂျားတွေကနေရာဒီကျဉ်းတန်းပုံစံမျိုးကျွန်တော်တို့ဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်သွားလိမ့်မယ်โอเคအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော် vignette strand ကြာတော့ဒီမှာ vignette လေးတွေအုပ်တာပြီးရင်ကျွန်တော်ဒီညာဘက်တစ်ခုကကြာတော့ဘာလဲဗလဲထားတဲ့နေရာတွေကိုမှဒါအလှ effect ကလေးတွေထပ်ထည့်တာပေါ့နော်အရမ်းမိုက်တယ်အဲ့တော့ကျွန်တော်ဒီနောက်ဆုံးဘာလုပ်လို့ရသေးတော့ view editor မှာလဲကိုကြိုက်သလိုမျိုးဒါ Photoshop ရဲ့အခေါ်အဝေါ်နဲ့ပြောမယ်ဆိုလို့ရှိရင် masking အုပ်လို့ရပါသေးတယ်ဆိုတော့ပြောရင်းနဲ့ပဲကျွန်တော်ဒီနေ့ Snapseed tutorial ဖြစ်တဲ့ lens play 2ကိုဘယ်လိုအသုံးပြုရလဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ lens play 2ကို Snapseed ထဲမှာကျွမ်းကျင်တဲ့အသုံးပြုပြီးတော့ပုံကောင်းကောင်းတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲ good luck see you